ဒီမှာနော်20နဲ့40နဲ့ပေါင်းရင်အမှ60ဒီမှာနော်ဗီဒီယိုနဲ့တကွာ360နော်ကျွန်တော်တပြားမှမယူရော့ကံပေါ်မှာလမ်းလျှောက်ရတာမကြိုက်ပါဘူးလုံးဝမကြိုက်ပါဘူးဒါပေမဲ့လမ်းလျှောက်ရတဲ့ကိစ္စလေးပေါ်လာပါတယ်ကံပေါ်မှာလမ်းလျှောက်ရတဲ့အကြောင်းရင်းကတော့မြန်မာပလာဇာမှာ Compass All Star Series တွေကတရံဖြစ်တဲ့ဒီအဖြူရောင်လေးကိုအရင်ကြိုက်လို့မိမကိုလိုက်ဝယ်ပေးမှာပဲဖြစ်ပါတယ်Compass ရဲ့ All Star Series တွေကဆိုရင်ကျွန်တော်ကအဖြူကိုပို့ပြီးသဘောကျတယ်ဘာလို့လဲဆိုတော့ classic ဖြစ်လို့โอเคဒီဘက်လဲလားဆေးကြောင်ဝင်ပါပါနောက်ဆုံးတော့လေကျွန်တော်ရွေးချယ်ပေးတဲ့အဖြူရောင်ဖက်နှက်လေးကိုပဲသူရွေးချယ်သွားပါတယ်ပတ်စံကတော့ကျွန်တော်ရှင်းလိုက်ရပါတယ်ဝဲလက်စီပါပြပြန်လဲပါပြုံးမဘာဖြစ်လို့လဲတင်းရိုက်ပြီးဝယ်ခိုင်းနေလားဟုတ်တယ်လာရတယ်လေကြာဒီကောင်လေးပဲယူလိုက်အားကစားဝတ်စုံဖက်ဝဲတော့အခါဒီတစ်ခေါက်ဆရာမကြီးကဝတ်စုံအပြည့်နဲ့အကျင်ပြန်စော့ခြင်းနေပြောလို့ Osport ဝဲမှာလိုက်ပြီးတော့ဝယ်ပေးရပြန်มาသေးတယ်ဆိုင်ကပိတ်တော့မှမို့လို့ပြန်ဖွင့်ခိုင်းပြီးတော့ဝယ်ခဲ့ရတာအမတ်တရပေါ့မော်ရစိတ်လေးပန်းအောင်လေးမိမချင်းစောတဲ့ကလှလှပပလေးဖြစ်ဖို့ကာလာလေးတွေကိုရွေးချယ်ပေးခဲ့ပါတယ်ဒီနေ့ကတော့10သိန်းကျော်ပါတယ်这个猫咪你们上来过把我捡了ဒုက္ခပါပဲကောစမိုက်တိဆိုင်သို့ဝင်သွားပြပြီ找家吧喽找家吧喽ဒီနေ့ကမိမပြောသလိုသူ့အတွက် holiday ပါတဲ့အခုလိုကျမ်းမာနေတာပျော်ရွှင်နေတာတွေ့ရတော့လေဝမ်းသာလိုက်တာစူးစမ်းပြီးတော့မောင်ကတေချာလေးတိတက်ပို့ပြီးထားပါအောင်မယ်နော်